ဟိုတယ်ရဲ့ပိုင်ရှင်ကတော့မုတ်စိတ်မရှိတဲ့အနက်ရောင်မုတ်စိတ်လူတစ်ယောက်ဖြစ်ပြီးဒီဟိုတယ်မှာလူသက်သမားမျိုးမျိုးကစုဝေးနေကြတာကြောင့်လူသက်သမားဟိုတယ်လို့တောင်ခေါ်ပြကြပါတယ်ဒီဗီဒီယိုထဲမှာတော့ဇလန်တွေကလူသက်သမားကဘာကြီးကိုတစ်စိတ်တစ်ပိုင်းကိုပြထားတာပါလူသက်သမားတွေအတွက်ဆောင်ရွက်ပေးတဲ့အထူးဝန်ဆောင်မှုတွေပါဝင်ပါတယ်ဥပမာအားဖြင့်လူသက်ပြီးနောက်တဲလွန်စရာမကြံအောင်ရှင်းလင်းပေးတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်လို့ပဲဟိုတယ်လဲလူသက်သမားတွေအတွက်အထူးပြင်ဆင်ထားတဲ့နေရာပါဒီဟိုတယ်ကိုတဲခိုဖို့ဆိုရင်အဖွဲ့ဝင်စနစ်နဲ့တုံးရပြီးလူသက်သမားတွေအတွက်ထုတ်ပေးထားတဲ့ရွှေမုံကလက်မှတ်အဖြစ်အသုံးပြုနိုင်ပါတယ်တဲခိုလာတဲ့အခါမှာလုံးဝလုံခြုံရေးပေးတယ်လို့စေကူတမှုအထိပေးစွမ်းပါတယ်ဟိုတယ်အနေနဲ့တဲခိုသူရဲ့ကိုရေးကိုရာတွေကိုလုံးဝမစုံစမ်းမဲ့လွတ်လပ်ခွင့်ပေးတာကြောင့်လူသက်မှုတွေကိုပြုလုပ်ဖို့အတွက်အထူးတင့်တော်ပါတယ်သို့တော်လည်းဟိုတယ်မှာလူသက်ခွင့်မရှိတဲ့စီးမြင့်တင်းကျပ်စွာရှိပါတယ်ဤစီးမြင့်ကိုဖောက်ဖျက်သူကိုတော့ဘာမှမစင်စားပဲပြည်တံကြီးကျက်စွာချမှတ်ပါလိမ့်မယ်ဒါပေမဲ့ငွေကြေးကအရန်ဆွဲဆောင်မှုရှိတာကြောင့်စီးမြင့်မဲ့သူတွေလည်းတခါတရံရှိကြတယ်ဘိတ်ကစုကြီးချတဲ့ငွေပမာဏမြင့်မားနေသဖြင့်အချို့ကစီကံဖောက်ဖျက်ပြီးတော်တော်လေးစုံစမ်းဖို့ရွေးချယ်ကြပါတယ်ဝစ်ကတော့ဂျိုဆက်ပုံအောင်ရာကိုတည်သွားပြီးကြီးစံကားထဲဝစ်စင်ပြီးတစ်ဖက်တစ်လမ်းကလိုက်ခဲ့တယ်ဂျိုဆက်ကလည်းအဲ့ဒီအချိန်မှာအပန်းဖြေရေချိုးကန်းထဲမှာဆင်ကျဲနေပါတယ်ဝစ်ကတိတ်တိတ်ဆိတ်ဆိတ်ဝင်လာပြီးလုံခြုံရေးအချို့ကိုဖယ်ရှားပြီးနောက်မှာဂျိုဆက်ကိုတွေ့သွားပါတယ်ဂျိုဆက်ကတော့ကြေကြောက်လန့်သွားပြီးအင်ဂျီတောင်မဝစ်ခင်ပြေးထွက်လိုက်တယ်အဲ့ဒီအချိန်မှာပဲဝစ်ကိုတက်ဖို့ကြိုတင်နေရယူထားပြီးသားလူသက်သမားတွေကတပြိုင်နက်တည်းထွက်လာကြတယ်ဝစ်ကလည်းဒေသနက်နဲ့တိုက်ခိုက်လိုက်တယ်ဒါပေမဲ့တစ်ဖက်ကလူအများကြီးဖြစ်တာကြောင့်ဝစ်ကကြီးစံနှစ်ချက်ထိသွားတယ်ကြီးစံကထဲကြောက်ဘာမှမဖြစ်မသွားပေမဲ့ရန်သူဘက်ကလည်းအားနေတဲ့ကောင်မဟုတ်ကြောင်းတက်တည်ပြဖို့ဝစ်ကိုဖန်ခွက်နဲ့ထိုးပြီးမြေပြင်ပေါ်မှာပစ်ချလိုက်တယ်ဝစ်ခါဒုတိယလက်နက်နဲ့ပြန်တိုက်ပြီးထွက်နိုင်ခဲ့တယ်ဟိုတယ်ကိုပြန်ရောက်လာချိန်မှာတော့ဟိုတယ်ရဲ့စေကူတာဝန်ဆောင်မှုကချက်ချင်းရောက်လာပြီးဝစ်ကိုကူတာပေးတယ်တစ်ဖက်မှာတော့ဝစ်ရဲ့တငယ်ချင်းဟောင်းဖြစ်တဲ့မာကတ်ကလည်းအေးအေးဆေးဆေးနဲ့ဟိုတယ်တစ်ဖက်ရဲ့အကောင်းဆုံးမြင်ကွင်းကိုရွေးကာစလိုက်ပါဖြင့်ချိန်ပြီးပစ်လိုက်တယ်တေချာထိမိမယ်ထင်ထားပေမဲ့လွဲသွားခဲ့ပါတယ်ထိုအချိန်မှာမိန်းကလေးလူသက်သမားတဦးကလည်းပေါ်ထွက်လာပြီးဝစ်ကိုတက်ဖို့ကြိုးစားတယ်သူမနဲ့ဝစ်ကမိတ်ဆွေတွေဖြစ်ကြပါတယ်ဝစ်တောင်သူမကိုယုံကြည်ထားပေမဲ့သူမကဟိုတယ်ထဲမှာတောင်တက်ဖို့ကြိုးစားခဲ့တယ်သူမကခန္ဓာကိုယ်ရဲ့ရည်ပြပြောင်းမှုနဲ့ဝစ်ကိုချုပ်ချယ်ပြီးထက်ခါတလဲလဲဝစ်ရဲ့အနာတာဘုတ်ကိုထိုးကန်တယ်လက်နက်မဲ့ထိုးတက်ကစားမှုနဲ့တော်တော်ခက်ခဲတဲ့အချိန်မှာဝစ်ကသူမကိုပြန်လဲထိန်းချုပ်နိုင်ခဲ့တယ်မာကတ်ကတော့အခြေအနေဆိုးသွားတာမြင်ပြီးချက်ချင်းနောက်ပြန်ဆုတ်ခဲ့တယ်ဝစ်ကမိန်းကလေးလူသက်သမားကိုဘေးကင်းအောင်အသေးဖော်ထုတ်ဖို့နောက်ထပ်လူသက်သမားတအုပ်ကိုငွေပေးပြီးစောင့်ခိုင်းခဲ့တယ်တစ်ဖက်မှာတော့သူတယောက်တည်းဗိတ်ကုတ်စီကိုထပ်မံသွားခဲ့တယ်မိန်းကလေးလူသက်သမားကစုံစမ်းမှုနီလန်းတွေနဲ့လွတ်မြောက်သွားပြီးအဆောင်ကိုတက်ကထွက်ပြေးခဲ့တယ်လီကာရဲ့လျှို့ဝှက်နေရာကတော့ဖျားရှိခိုးချောင်းပုံစံနဲ့ပြုလုပ်ထားပြီးအထက်မှာငွေသားတွေတက်တည်အထောက်ထားတွေနဲ့အတန်ဖိုင်တွေကိုတင်ထားတဲ့နေရာတစ်ခုဖြစ်တယ်ဒါတွေဟာဗိတ်ကုတ်လက်ပြနိုင်ဖို့အရေးကြီးတဲ့စာရွက်စာတမ်းတွေပဲဖြစ်ပါတယ်ဝက်ကဒီနေရာတွေကိုဝင်ပြီးနောက်လူတက်ပြီးဆရာတော်ကိုချင်းချောက်ကတကူရဲမိရှို့လိုက်တယ်သူ့ရဲ့ရည်ရွယ်ချက်ကဗိတ်ကောက်ကိုထွက်လာအောင်ဖိအားပေးဖို့ပါဗိတ်ကောက်ကသူ့ရဲ့အတုံးတဲတဲ့ဖိုင်တွေမိရှုခံရတာနဲ့စိတ်ဆိုးပြီးဆရာတော်ကိုတက်လိုက်တယ်အဲ့ဒီအချိန်မှာပဲဝစ်ပြန်ပေါ်လာပြီးတလန်းနဲ့တိုက်ခိုက်ကရန်သူတချို့ကိုတက်လိုက်တယ်ဒါပေမဲ့သူ့ရဲ့လက်ထောက်တဦးကကားနဲ့တိုက်ပြီးဝစ်ကိုဖမ်းလိုက်တယ်ထိုအချိန်မှာဗိတ်ကောက်ကဘဲကလာတဲ့ယုံကြည်မှုလည်းမသိဘူးဝစ်ကိုမတက်ဖဲနဲ့ငါတို့နှစ်ဦးကတူညီတဲ့အမျိုးအစားပဲလို့ပြောပြီးတန်တရားဆိုးကိုမလွတ်နိုင်ကြောင်းနဲ့သူတို့ကြုံလာတဲ့နောက်ဆက်တွဲဖြစ်တံတွေအကြောင်းပြောပြတယ်ဖြစ်မှုအများကြီးလုပ်ခဲ့သူတွေပဲဒါကြောင့်ဖခင်ကဝစ်ရဲ့ဇနီးကိုပြန်ယူသွားတာဟာဝစ်ရဲ့အဖြစ်ကြောင့်ဖြစ်တာလို့ပြောတယ်ငါတို့တွေကချိန်ဆခံရတဲ့သူတွေပဲပြီးတဲ့နောက်ဗိတ်ကောက်ကထွက်သွားပြီးသူ့လက်အောက်ကလူတွေကိုဝစ်ကိုတက်ဖို့ပြပြခဲ့တယ်သူ့လက်အောက်ကလူတွေကတနက်နဲ့မဖြစ်ပဲထိရောက်မှုနေတဲ့တနေ့သုံးမှုဆုံးဖြတ်ခဲ့ကြတယ်ထိုအချိန်မှာပဲမာကတ်ကတယောက်ကိုပြစ်တက်ခဲ့တယ်ဝစ်ကအခွင့်အရေးယူပြီးနောက်တစ်ယောက်ကိုတက်ကအချိန်မဖြုံးပဲရင်မောင်းကိုတနေရာထဲမှာပြစ်တက်လိုက်တယ်ပြီးရင်တော့ဗိတ်ကောက်ကိုဖမ်းလိုက်တယ်ဗိတ်ကောက်လည်းငါတော့သွားပြီးငါပြောတဲ့အတိုင်းငါကချိန်ဆခံရတာပဲ